ကိုမိသားစုဝင်တွေရဲ့စိတ်ဓာတ်ကိုစမ်းသပ်ဖို့ဘီလီယံနာတရေကြီးတယောက်ကအစုပ်ပလုတ်ကားဟောင်းလေးမောင်းပြီးရွာကိုပြန်လာခဲ့တဲ့အခါမှာတော့မမျှော်လင့်ထားတဲ့ရက်စက်မှုတွေနဲ့ရင်ဆိုင်လိုက်ရပါတယ်။ဘိုးဘွားပိုင်အိမ်ကြီးကိုမတရားသိမ်းပြီးအဖွားကိုနွားတင်းကုတ်ထဲမောင်းထုတ်ထားတဲ့ဝမ်းကွဲအိတ်ကိုဖြစ်သူလင်းချမ်းဟာရွာမှာလူပါဝနေခဲ့တာပါ။လင်းချမ်းဟာရှမ်းစစ်လုပ်ငန်းစုကြီးစီကနေငွေတန်းချီတန်တဲ့စာချုပ်ကြီးရထားတဲ့ဆိုပြီးမှန်တက်နေပြီးအဖွားရဲ့ဘိုးဘွားပိုင်ခြံကွက်ကိုသူ့နာမည်ပေါက်လွှဲပြောင်းပေးဖို့အတင်းအကျပ်လက်မှတ်ထိုးခိုင်းနေပါတယ်။လင်းရောင်ကအရှိကနေဝင်တားဆီးလိုက်တဲ့အခါမှာတော့စီးပွားပြက်ပြီးဒေဝါလီခံထားရတဲ့ကောင်ဆိုပြီးလှောင်ပြောင်စော်ကားခဲ့ပါတယ်။အဖွားဖြစ်သူကလင်းချမ်းဟာသူ့ရဲ့စေကူတာခွင့်ကပ်ပြားကိုတင်းယူသွားပြီးတွေးတိုးကြဆေးတွေကိုရက်ဝက်ကြော်အောင်ဖျက်တောက်ထားတယ်လို့မျက်ရည်ကျရင်ပြောပြလာပါတယ်။ဒါကိုတီးလိုက်ရတဲ့လင်းရောင်ဟာဒေါသအလိမ့်လိမ့်ထွက်သွားပြီးလူမဆန်တဲ့လုပ်ရက်အတွက်အပြက်ရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။လင်းချမ်းဟာအဖွားရဲ့အောက်ဆီဂျင်ပိုက်ကိုဆွဲဖြုတ်မယ်လို့ချိန်ချောက်ပြီးအိမ်လွှဲပြောင်းစာချုပ်မှာအတင်းလက်မှတ်ထိုးခိုင်းတဲ့အထိရုပ်မာလာခဲ့ပါတယ်။ဒါပေမဲ့လင်းရောင်ကဘောပင်ကိုချိုးပဲပစ်လိုက်ပြီးအဖွားကိုပွေ့ချီကားပေါ်တင်ခေါ်ထုတ်သွားခဲ့ပါတယ်။လင်းရောင်ရဲ့ကိုရေးအတွင်းရေးမှုကလင်းချမ်းဟာအဖွားရဲ့စေဖို့အတွက်လစဉ်ထောက်ပံ့ငွေတွေကိုခိုးယူပြီးသူ့ဆောက်လုပ်ရေးလုပ်ငန်းအရှုံးကမိအောင်သုံးစွဲနေတဲ့အထောက်အထားတွေကိုစည်ရင်းစရာနဲ့တကွပြသလာပါတယ်။ဒါကြောင့်လင်းရောင်ကအဖွားရဲ့စေကူတာမှုစေအတွက်ကိုပိုင်အကောင့်ထဲကနေချက်ချင်းငွေလွှဲပေးလိုက်ပါတယ်။နောက်တစ်နေ့မှာလင်းချမ်းရဲ့လူတွေကလင်းရောင်ရဲ့ကားကိုမြေတဲကားတွေမြေတူးဆက်တွေနဲ့ပိတ်ဆို့ပြီးဖိအားပေးဖို့ကြိုးစားလာပါတယ်။ဒါပေမဲ့လင်းရောင်က15တန်သာတင်ရမယ့်ကားတွေပေါ်မှာတန်30ကျော်တင်ဆောင်ထားတဲ့အပြင်ကားပေါ်ကရှမ်းစစ်လုပ်ငန်းစုရဲ့ဖြတ်တန်းခွင့်ကတ်တွေဟာအတုတွေဖြစ်ကြောင်းဖော်ထုတ်လိုက်ပါတယ်။လင်းချမ်းဟာရွာလူကြီးရှုကုန်းရှေ့မောက်မှာရှမ်းစစ်လုပ်ငန်းစုရဲ့ခွင့်ပြုချက်စာရွက်စာတမ်းတွေအတုလုပ်ပြီးဘိုးဘွားပိုင်အိမ်ကိုမတရားသိမ်းယူဖို့ကြိုးစားပြန်ပါတယ်။လင်းရောင်ကကုမ္ပဏီရဲ့အတွင်းပိုင်းစနစ်နဲ့တိုက်စစ်ပြပြီးစာရွက်ပေါ်ကတစိမ့်တုံးရောကုန်းနံပါတ်ပါအတုတွေဖြစ်နေတာကိုလူကြီးရှိမှလည်းအဆက်ခွဲပစ်လိုက်ပါတယ်။ညဘက်ရောက်တော့လင်းရောင်ဟာလင်းချမ်းရဲ့ဆောက်လုပ်ရေးရုံးခန်းထဲကိုတိတ်တဆိတ်ဝင်ရောက်ပြီးငွေစည်ရင်းလိမ်လည်ထားတဲ့စည်ရင်းစာအုပ်တွေကိုအထောက်အထားအဖြစ်သိမ်းဆည်းနိုင်ခဲ့ပါတယ်။ရှမ်းစစ်လုပ်ငန်းစုရဲ့ဥပဒေရေးရာအဖွဲ့ကိုလည်းမနှက်ဖြန်မနှက်မှာအပြည့်အပြည့်အရေးယူဖို့ညွှန်ကြားလိုက်ပါတယ်။နောက်တနေ့မင်္ဂလာအခမ်းပွဲမှာတန်ချောင်းနဲ့ဘီလက်မြေဖိုးငွေ3တန်းကျွေးတောင်းဖို့ကန်ထရိုက်တာဓားပြောင်ရောက်ရှိလာခဲ့ပါတယ်။လင်းချမ်းကရှမ်းစစ်လုပ်ငန်းစုစီကငွေတန်း30ရတော့မှမပူဖို့လိန်ညာနေချိန်မှာပဲလင်းရောင်ကအဲ့ဒီကျွေးမိအားလုံးကိုသူကိုယ်တိုင်ဝယ်ယူလိုက်ပြီးဖြစ်ကြောင်းစာချုပ်နဲ့တကွတက်တည်ပြလိုက်ပါတယ်။ရှမ်းစစ်လုပ်ငန်းစုရဲ့ဥပဒေရေးရာတာဝန်ခံတွေရောက်ရှိလာပြီးလင်းချမ်းရဲ့ထောက်ပံ့သူအရေးချင်းကိုအပြီးပိုင်ပယ်ဖျက်လိုက်တဲ့တရားဝင်စာလွှာကိုလာရောက်ပေးအပ်ခဲ့ပါတယ်။ဒါပေမဲ့မာနကြီးနေတဲ့လင်းချမ်းကတော့ဒါဟာလင်းရောင်ငွေ200ပေးပြီးငှားထားတဲ့လူလိမ်တွေပါဆိုပြီးထင်ရဆိုင်နေသေးပါပဲ။လင်းချမ်းဟာတရွာလုံးကိုဖိတ်ကြားပြီးစားတောက်ပွဲကြီးကျင်းပရင်းသူ့ရဲ့လုပ်ငန်းကြီးအကြောင်းကြွားလုံးထုတ်နေခဲ့ပါတယ်။လင်းရောင်စပွဲဝိုင်းကိုလာပြီးငွေ90ဖြစ်ပေးကမြို့ပေါ်ပြန်သွားဖို့နှင်ထုတ်တဲ့အခါလင်းရောင်ကအရက်ခွက်ကိုမြေကြီးပေါ်တွန်းချလိုက်ပြီးမနှက်ဖြန်မှာမင်းဒေဝါလီခံရပါစေလို့ကျိန်စာတိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကန်ထရိုက်တာဓားပြောင်ကစားတောက်ပွဲတွေကိုဝင်စီးပြီးစပွဲပေါ်ကပစ္စည်းတွေကိုအကျွေးစားသိမ်းယူဖို့လုပ်ပါတော့တယ်။လင်းရောင်ကလင်းချမ်းဟာအဖွားရဲ့အသက်ကယ်ဆေးဖိုးကိုတောင်ခိုးယူသုံးစွဲထားတဲ့ငွေလွှဲအထောက်အထားတွေကိုဖုန်းထဲကနေရွာလူကြီးကိုအတိလင်းပြသလိုက်ပါတယ်။တိတ်ခါကျသွားတဲ့လင်းချမ်းကသူ့ရဲ့လက်ထောက်ကိုငွေ9သိန်းပေးပြီးပြဿနာရှင်းဖို့စူးစမ်းပေမဲ့အဲ့ဒီလက်ထောက်ကလင်းရောင်စီကနေနစ်နာကြေး9သိန်းရထားပြီးဖြစ်လို့အလုပ်ထွက်တော့မယ်ဆိုပြီးငွေကိုညှင်းပယ်လိုက်ပါတယ်။ဒေါသဦးပေါက်ကွဲသွားတဲ့လင်းချမ်းဟာစပွဲဝိုင်းကြီးတစ်ခုလုံးကိုမှောက်လန့်ပစ်လိုက်ပါတော့တယ်။နေမဝင်ခင်မှာဘိုးဘွားပိုင်အိမ်ကိုအပြီးဖြိုဖျက်မယ်ဆိုပြီးလင်းချမ်းကကြိုးတိုင်းတာမှုတွေလုပ်လာတဲ့အခါလင်းရောင်ကလင်းချမ်းရဲ့ယာယီကိုတောင်ဟာရွာရဲ့မီးတက်လန်းကျော်3မီတာကျော်ကိုကျူးကျော်ဆောက်လုပ်ထားကြောင်းတိုင်းတာပြလိုက်ပါတယ်။ဥပဒေအရကြီးလေးတဲ့ပြစ်ဒဏ်ကြခံရမှာကိုကြောက်သွားတဲ့အလုပ်သမားတွေဟာလင်းချမ်းကိုထားခဲ့ပြီးချက်ချင်းထွက်ပြေးသွားကြပါတယ်။အဆက်ရသွားတဲ့လင်းချမ်းကအိမ်ရဲ့မီးနဲ့ရေကိုဖျက်တောက်ဖို့အမိန့်ပေးခဲ့ပေမဲ့လင်းရောင်ကကျိုတင်ပြင်ဆင်ထားတဲ့မီးစက်အကြီးစားရေတန်းဆက်နဲ့အဆင့်မြင့်စက်မှတ်တကားတော်တွေကိုတက်ဆင်ကအဖွားကိုတက်တောင့်တက်တာထားရှိပေးခဲ့ပါတယ်။ညဘက်မှာအဖွားဖြစ်သူကလင်းရောင်ရဲ့အစီအစဉ်ကိုရိပ်မိပြီးတားလေးရင်းနစ်တလူဟန်ဆောင်နေတာငါးကြီးကြီးကိုဖမ်းဖို့မလားလို့မေးမြန်းလာပါတယ်။လင်းရောင်ကလည်းငါးကြီးကငါးမြချိတ်ကိုအသေးကိုက်မှတခါတည်းအမြင့်ပြက်ချေမုံလို့ရမှာပါလို့အဖွားကိုစိတ်ချလက်ချအားပေးစကားပြောလိုက်ပါတယ်။မနက်လင်းတဲ့အခါလင်းချမ်းဟာဝစ်စုံပြေးဝစ်ပြီးရှမ်းစစ်လုပ်ငန်းစုရဲ့ကန်ထရိုက်စာချုပ်ချုပ်ဆိုပွဲကိုတွားဖို့ရွာလဲမှာအတန်ချက်ဆက်နဲ့အော်ဟစ်ကြွားလုံးထုတ်နေပါတယ်။လင်းရောင်ကပွဲထဲလိုက်ခွင့်ပေးဖို့တောင်းဆိုတဲ့အခါလင်းချမ်းကအင်္ဂါဆေးတဲ့တန်ရှင်းရေးသမားကပ်ပြားကိုပြစ်ပေးပြီးလှောင်ပြောင်ခဲ့ပါတယ်။ဒါပေမဲ့လင်းချမ်းမသိတာကတော့သူချုပ်ဆိုမဲ့တန်းချီတန်းစာချုပ်ကြီးထဲမှာဥပဒေရေးရာအဖွဲ့ကလိမ်လည်မှုအလုံးအတွက်ကုမ္ပဏီပိုင်ဆိုင်မှုအလုံးသိမ်းဆည်းမဲ့အထူးစည်းကမ်းချက်တွေထည့်သွင်းထားပြီးဖြစ်နေပါပြီ။လင်းချမ်းသူ့ကိုယ်သူထောင်ချောက်ထဲဆင်းသက်သွားတာကိုကြည့်ရင်လင်းရောင်ရဲ့နောက်ဆုံးလက်တုံ့ပြန်မှုစတင်တော့မှာဖြစ်ပါတယ်။